မြင်းကလေးနေလှုပ်ပြီးမှထိုင်းနိုင်ငံနဲ့ဘာတွေဖြစ်နေလဲဆိုတော့မသိတော့ပါဘူးဗျာကဲကျွန်တော်နဲ့အတူတူတငယ်ချင်းတို့လည်းထွက်လာကြည့်ပြီးတော့လိုက်တာကြည့်ပြီးတော့ဒီမှာကြည့်ပါဦးဗျာနေကြီးပူပြီးတော့မိုးကရွာချရတာဗျာနေကြီးကလည်းဟိုးမှာပူလို့မိုးကလည်းဒီမှာအဲဝါရွာချရကြည့်ပါဟာကျွန်တော်တက်နေတယ်ကိုဒီလိုမျိုးနေပြီးတောင်တော်ကြီးနေလုံးကြီးလည်းပူနေမိုးကလည်းရွာဟာမှလည်းမတွေ့ဘူးပေါ့ဗျာဒီလိုလေလည်းမတိုက်ပါလည်းမတိုက်နေရတော့ဒီတိုင်းကူးချတာပဲဒီတိုင်းပဲမိုးကလည်းရွာချတာကြည့်ပါဦးဗျာဟိုးနေလုံးကြီးဟိုးကပူလို့ဗျာဟိုးနေလုံးကြီးပူလို့မိုးကလည်းမရွာလို့ဘာတွေဖြစ်ကုန်လဲသိပါဦးဗျာမပြောတတ်တော့ဘူးဗျာဘာတွေဖြစ်ကုန်လဲမပြောတတ်တော့ဘူးကဘာကြီးကဇောင်းလူတွေကဇောက်တိဇောက်ထိုးတွေလိုက်လို့တော့ကဘာကြီးလဲဇောက်တိဇောက်ထိုးတွေဖြစ်ကုန်တာဖြစ်မှာဗျာနေရပူးနေကြတယ်ဗျာမိုးကရွာချတာဘူးကကျွန်တော်စိတ်ကူးပေါလို့ထားပြီးတော့တက်တော့ရိုက်တာနော်ရွာနေတာတနားရီလောက်ရှိပြီတနားရီလောက်ရှိပြီဗျာကြည့်ပါကြည့်ပါဦးဗျာအဲ့မှာလာကြည့်လိုက်ပါရောအလင်းအောင်ဒီတိုင်းနေရပူးတော့မှတိုက်ကိုကြည့်ပါလားတိုက်ကိုဘိုးကတိုက်ကိုကြည့်ပါဝင်းထိန်နေပူးနေဘိုးကလည်းကြည့်ပါရွာနေဟာကြီးတော့ဘိုးရွာနေပေမဲ့လည်းမအေးဘူးတော့ပူးနေတာပဲလေလည်းမတိုက်ဘူးနေရလဲပူးနေတဲ့အတိုင်းဒီတိုင်းပဲနေရပူပူကြီးကိုဒီတိုင်းရွာချတာဗျာဘိုးအုံသွားတာတော့ဘာလို့လဲမရှိဘူးဘာဖြစ်ပုံလဲစဉ်းစားလို့မရဘူးဒီရလဲပေါက်ကြရလို့နော်ဒီရလဲပေါက်ကြရလို့ကျွန်တော်ကြည့်ရတယ်တလိษံတွေကိုလည်းဟိုကောင်းတဲ့ဒီကောင်းတဲ့မျိုးစပေါက်ကြရခွက်တလိษံတွေလည်းပေါက်ကြရခွက်အပင်တွေကိုလည်းဒီလိုပဲစားပြန်တော့ပင်နေဟိုအပင်နဲ့မျိုးစဒီအပင်နဲ့မျိုးစဒူးရင်းပင်နဲ့အော်သာပင်နဲ့မျိုးစထွက်လာတာအဆူးတွေပျောက်လေရောနော်ဒူးရင်းပင်နဲ့အော်သာပင်နဲ့မျိုးစထွက်လာတော့အဆူးတွေပျောက်နောက်တစ်ချို့ဒူးရင်းတွေအော်သာဒီမှမသိဒူးရင်းဒီမှမသိဖြစ်နေတာနော်ဟိုအပင်နဲ့ဒီအပင်နဲ့စားပြန်တော့ပင်ဒီတရက်ပင်ဟိုအပင်နဲ့ဒီပင်နဲ့မျိုးစမင်္ဂလာပင်နဲ့တရက်ပင်နဲ့မျိုးစအဲ့ဒီကထွက်လာတဲ့ဟာတွေကဟိုမဟုတ်ဒီမဟုတ်ပေါက်ကြရတက်တက်လူတွေလည်းဒီလိုပဲကလေးတွေဟိုဗာလဲအသက်အရွယ်ငယ်လေးတွေနဲ့အိမ်တော်ကြီးကြကြီးသားတွေထားယောဂရဲဆိုလဲအခုဆိုရင်ယောဂဆိုတဲ့အမျိုးမျိုးတွေကျွန်တော်ကြုံရတယ်ညင်းနေရတာယောဂရဲဆိုခဏနေဘာယောဂခဏနေဘာယောဂခဏနေကိုဗစ်ခဏနေဘာလဲအစုံပဲနွားယောဂလူယောဂဝက်ယောဂနေ့3လူပြမှာနေလာတဲ့တက်တန်တစ်လျှောက်ဒီတက်တည်ရရှိနေခုချိန်ထိနှစ်30ကျော်လာပဲခုချိန်ထိပေါက်ကြရယောဂတွေဖြစ်ပြီးတော့ပေါက်ကြရအသားအတော့ပေါက်ကြရအသီးနှံတွေမြင်ဘူးလားအခု9နှစ်အတွင်း4နှစ်5နှစ်အခုဥစ္စာအတွင်းမှာ2010အထိဘာမှသူကြကြမပြင်သေးဘူး2020 2015 2020အဲ့ဒီနောက်ပိုင်းအကုန်ထူးခြားဖြစ်စဉ်တွေမြင်ရတာဗျာအခုဆိုငရင်လှုပ်မှာပိုစွတ်ကဘာကြီးကဘာဖြစ်ကုန်လဲဒီကလေးတွေကလည်းတိတိလေးတွေနဲ့ကာမကိစ္စတွေတိယောဂရဆိုလဲအမျိုးမျိုးပဲထိုင်းမှာဆိုလဲလိုင်းမှာဆိုလဲကြည့်ကြောက်ကယောဂသမားတွေဆိုတော့နေရောကြောက်ကတလားတစ်ခါကြောက်ကဆေးပါဆေးဖောက်လောက်ကတော့သူတို့ရှိတဲ့ပတ်စံနေတယ်ပဲလောက်တော့မယ်အလှူတွေလိုက်ခံတော့လည်းပဲစေတနာရှိတဲ့လူကလှူအမြဲတမ်းကြလဲလူကလှူနိုင်ပါလေဗျာသူများလဲလောက်ကြရဆိုတော့လိုပဲလှူနိုင်တဲ့လူကလှူပြန်အဲ့ဒါလေးနဲ့သွားပြန်တက်ဆက်နေရတာ
ဘာဖြစ်ကုန်မှန်းမသိတော့စဉ်းစားလို့မရတော့ခုလဲနေပူပူကြီးနဲ့မိုးရွာတာဗျာကြည့်တော့ဒီမှာကြည့်ကျွန်တော်ပြောရမယ်ဝင်ကြည့်ပါအောင်အဲ့မှာနေကြီးပူနေဟိုးကနေလုံးနေကြီးပူနေကြည့်ပါအဲ့ဒါတကားနေကြီးပူလို့ဗျာနေကြီးပူလို့နေကြီးဟိုနေလုံးတွေ့နေတယ်များနေရပူပြီးမိုးကရွာအော်စရာတော့ဘာမျိုးမျိုးဖြစ်နေတယ်အဲ့လိုယောဂကတ်ဆိုးတွေတဲ့မပါဖို့အတွက်လူတွေကပါလဲဆိုတော့ဘာတွေပြန်ပြောင်းလဲရမှာလဲဆိုတော့စိတ်ဓာတ်တွေအကျင့်စာရိတ္တတွေညစ်ပတ်ဆုပ်ပြက်ရုံမာတဲ့စိတ်တွေပြန်ပြီးပြုပြင်ပြောင်းလဲဖို့ချိန်တန်ပြီလို့ထင်တယ်ကျွန်တော်တို့ကဘုချိန်ကြီးဘလူပစက်ကူမှလဲကြားတပြက်တစ်ချက်အလကားမစားခဲ့တယ်လို့ဘလူမှလဲကလင်ကကြစ်မလုပ်ခဲ့ဘူးဘလူပေါ်မှလည်းပဲဘာဖြစ်ပါတယ်ညာပြစ်ထားပြီစိတ်မရှိခဲ့ဘူးညာကောင်းသားတာမနာလို့စိတ်လဲဘုချိန်ကြီးမရှိခဲ့ဘူးသူများရပါတယ်စားပါတယ်ဆိုရဲစိတ်ပဲရှိတယ်အဲ့လိုစိတ်မျိုးတွေပဲကျွန်တော်တို့မှထားခဲ့တာကျွန်တော်တို့ကဘုချိန်ကြီးအဲ့လိုစိတ်မျိုးပဲရှိအဲ့ကြောင့်ပြောချင်တာလူတွေကစိတ်ကောင်းနှလုံးကောင်းတွေထားကြဖို့အချိန်တန်နေပြီဗျတချို့လူတွေကတော်တော်ပေါ်ရန်ပြုံးပြရင်ထဲမှာနွားချီလို့လူတွေတပုံကြီးဗျအဲ့နွားချီနဲ့နိုင်ရတာတော့မှာပဲအဲ့လိုလူတွေနွားချီနဲ့တော့နိုင်သေးဘူးဘာလို့လဲဆိုတော့နွားချီကတိတ်ခတ်ကြအောင်ဘာလို့လဲဆိုတော့နွားချီကတန်မိုးရှိသေးတယ်ဘာလို့လဲဆိုတော့ဒီနွားချီကဒီနော်နေ့စဉ်စားတယ်လေစိုက်ပျိုးရေးတွေထဲမှာနွားချီကလည်းပါပြီးသားပဲနော်ရောစာဖြစ်သူကလည်းပါတာပဲအဲ့တော့နွားချီလောက်တော့တန်မိုးမရှိတဲ့လူတွေတပုံရှိတယ်ဗျဒါကြောင့်မလို့ကဘာကြီးကလည်းတဖြည်းဖြည်းနဲ့ပောက်ကြရဖြစ်လာပြီပေါ့ဗျာဒေါကမျိုးစုံနဲ့တေကြအဲ့လိုမျိုးဖြစ်လာပြီဗျအဲ့လိုကတ်ဆိုးတွေတဲ့မပါခြင်းတော့ဘုရားတရားလောက်ပြီးစိတ်ကောင်းနှလုံးကောင်းလေးတွေထားကြဖို့ချိန်တန်ပြီဘိုင်ဘိုင်